皆さん、こんにちは。今日は、私より、スーパーモシさんにリボビタリソロ、အခုတစ်ချိန်မှာကျတော့、今回はですね、ページは70にある問題用の1ပဲပြန်တော့မယ်နော်။အဲ့ဒါလေးကဘာဖြစ်သွားလဲဆိုတော့、私ဒီစာအုပ်ရဲ့အန်နူယွန်ဒိုင်းနိကဖြစ်သွားတယ်နော်။ပထမလေးပုဒ်ကဒါအချစ်ကနော်။ဒါအိကအနှစ်လေးပုဒ်ပြီးသွားပြီ။အခုမွန်တိုင်ယွန်ရဲ့ဒိုင်းနိကရဲ့လေးပုဒ်ကိုဆက်သွားလိုက်မယ်နော်။私အပုတ်တူလေးပြီးတော့မှအပုတ်ရှိကြီးကိုတော့ပေးပါမယ်။じゃあ、ဒါဆိုလို့ရှိရင်早速始めますね。အဲ့တော့အရင်ဆုံးဟိုတစ်ခေါက်လိုပဲ私နဲ့အတူတူမဖတ်ခင်ကိုယ့်ဟာကိုယ်လေး try ကြည့်ကြပါမယ်။ထွန်းကြည့်စေချင်တယ်နော်။အဲ့တော့ screen လေးကိုခဏလေးပေါ့ဆုပ်ထားပြပါမယ်။ဒီတိုင်းလေးကိုရထားပြီးတော့စာဖတ်ပြီးတော့အဖြေလေးကိုစဉ်းစားထားပြပါ။ဟိုက်ဒါအဲ့ဆိုတော့私をစမယ်နော်။ Okay အဲ့တော့ဒီမှာဆိုလို့ရှိရင်日本でファメフチさんの一番上でできないことは何ですか？フチさんの一番上でできないことは何ですか？ဒီလိုမရလေအရန်လာတတ်တယ်နော်။私တို့အဲ့ဒါကိုသတိထားရမှာできることမဟုတ်ဘဲနဲ့できないことနော်။できないことဆိုတာကိုသတိထားရမယ်။ဒါကတည်းကできることနဲ့မှားတတ်တယ်နော်။မိကできないことကိုမြင်တော့တာပါ။ဟုတ်ပြီ။ဒီနေ့私ကအဖြေပုံလေးတစ်မျိုးကိုနောက်တစ်မျိုးလေးပြောင်းပြီးတော့သွားကြည့်မယ်။ဘာကြောင့်လဲဆိုတော့သူပေးထားတဲ့စမ်းတက်ခုရှိတော့ပြောရလဲဆိုတော့1 2 3 4ဆိုရွေးဖို့ပေးထားတဲ့လေးခုပေါ့နော်ဒါကိုစမ်းတက်ခုရှိလို့ခေါ်ရပေါ့နော်အဲ့တော့အဲ့လေးခုလေးက私ကြည့်လိုက်တဲ့အချိန်မှာစာကြောင်းရွှေရွှေဟုတ်မနေပဲနဲ့တူတူလေးဖြစ်နေတယ်အဲ့ကြောင့်私ကအကြမ်းမြင်ပေါ်တိုင်း読みますねနော်အဲ့တော့1番買い物をすることနော်2番はがきを送ること3番食事をすること4番体を洗うことနော်အဲ့တော့私အကြမ်းမြင်မှတ်လိုက်ပြီဈေးဝယ်မယ်ဟာဂါခိပို့မယ်食事လုပ်မယ်ခါရတာကိုအားတော့ရေချိုးမယ်ဆေးချိုးမယ်ပေါ့နော်အဲ့လိုပြောချင်တာโอเคအိမ်လေးပေါ်တာရှိခဏလေးမှတ်ထားလိုက်ပြီအဲ့ဒါစာပိုက်ဖတ်တော့မယ်ဆိုတော့တို့တွေကိုမေးတာဒေခိနိုင်မေးတာနော်ဒေခိနိုင်ဒါဆိုလို့ရှိရင်တို့တွေအမြန်ဆုံးနဲ့ကြည့်ကြည့်မယ်ဆိုတော့တရှိရဒီမှာဆိုရင်တရှိရဒေခိလို့ဆိုတဲ့အရာတွေသိမကြည့်ဘူးဒေခိနိုင်ဆိုရပေါ့နော်အငင်းတွေကိုတောက်ပြီးစလုံးတွေရှာမှာနော်ဒါလေးကအမြန်ဖြည့်ရှင်းတဲ့နည်းလေးပေါ့အငင်းတွေပါတဲ့နေရာကိုသိချကြည့်မှာအဲ့ဒါမှဒေခိနိုင်ဖြစ်မှာဟုတ်နော်โอเคဒါဆိုရင်ဖတ်ကြည့်ရအောင်ポジションの一番上まで登ったことがありますか？ポジションရဲ့အပေါ်ဆုံးထိပေါ့နော်တက်ဖွဲ့လူရှိလားတဲ့တက်ဖူးလားတက်ဖူးလားလို့မေးတယ်ポジションは3776メートルですがそこには神社がありますポジションが3980မီတာရှိပြီးတော့そこには神社がありますအဲ့နေရာမှာဘုရားကျောင်းနှစ်ကျောင်းရှိပါတယ်တကယ်လည်းပဲ3990မီတာရှိရနော်ဒါလေးကတော့ဘိုးတူရနေနဲ့မှတ်ထားပါ富士山に登った人はまず神社へ行って神様に挨拶をしますတဲ့အဲ့တော့富士山をတက်တဲ့လူတွေကပထမဆုံး神社へ行って神社ကိုသွားမယ်神様に挨拶をしますခဲတော့ပြီးတော့နှုတ်ဆက်တာတော့မဟုတ်ဘူးနော်ဝတ်ပြုတာဖြစ်သွားမှာပေါ့နော်ပြီးရဲ့အခါမှာ神社の隣には小さいな建物があって、富士山に登った人はそこに泊まることができます。私、できますってလုံးတွေ့ပြီ။できますလုံးတွေ့ပြီနော်။အဲ့တော့神社の隣にはဆိုတော့နှစ်ကြောင်းရဲ့ဒီအနီးနားမှာ小さな建物がဆိုတော့တင်းငယ်တဲ့အစာအိုးကရှိပြီး富士山に登った人は富士山တက်တဲ့လူတွေကဆိုကိုစာလေးရအဲ့ကပြောရဲတင်းငယ်တဲ့အစာအိုးပြန်ပြီးညွှန်းတာပါအဲ့နေရာမှာတိုမာတိုကိုတို့ကဒခိမာဆိုပြောသွားတဲနိုင်ပါလေဒါဆိုရင်တို့တွေကပတ်ခဲ့တဲ့တဲကိုလဲဆိုတာဟာအောက်မှာပါလာရေးထားတဲ့မှာတိုမာတိုနဲ့ပတ်သက်လို့တဲကိုရာနဲ့ပတ်သက်လို့ပါမသွားဘူးနော်ဟုတ်ပြီဒါဆိုတော့ရရှိဆက်ဖတ်မယ်အိုဖူတော်ကအာရီမာဆန်အိုဖူတော်ကအာရီမာဆန်ဆိုဒခိမာဆန်တော့မရေးထားဘူးဒါပေမဲ့အာရီမာဆန်လို့ပြောထားတယ်ရေကူးကန်ရေချိုးကန်ဆိုတာရေချိုးကန်ပေါ့နော်ရေချိုးကန်တော့မရှိဘူးလို့ပြောသွားတယ်โอเคမတာထပ်ပြီးတော့ရှခုရိုးတယ်ကခါရဲရစိုးပါတာဘဲရုကိုတို့ကဒခိမတ်တဲ့ဒခိမတ်တော့တွေ့ပြန်ပြီတာဘဲရုကိုတို့ဆိုတော့တာဘဲရုကိုတို့ဆိုတာလေးကရှော့ခုကြီးစုနဲ့တူမနေဘူးလားရှော့ခုကြီးစုနဲ့တူနေတဲ့အတွက်ကြောင့်မလို့အရရှိတို့ကလုံနိုင်နေဆိုတော့မလုံနိုင်တာကိုမေးတော့ကန်ဆယ်ဖြစ်သွားပြီအရရှိစမ်းပံကိုကန်ဆယ်လိုက်မယ်โอเคဆက်ဖတ်မယ်小さいな店もあって
တင်းငယ်တဲ့ဆိုင်နေရှိတယ်ဆိုင်ဆိုတာကိုမြင်ပြီးပေါ့နော်ဆိုင်ရှိပြီးတော့ 오미야게ကိုခောက်ဖို့တို့ကဒက်ကြီးမှာတဲ့လက်ဆောင်ပစ္စည်းဝယ်နိုင်တယ်လို့ပြောသွားတာပါဒါကြောင့်ဝယ်တယ်ဆိုတော့ခိုင်းမှုလို့ပဲလေဒါကြောင့်ရရှိအချီဘန်ကိုလှုပ်လို့ရတယ်ဆိုတော့လှုပ်လို့ရတယ်ဆိုတော့အဖေကမှားသွားတာနော်ဘာကြောင့်လဲမလှုပ်နိုင်တာကိုမိတာမလို့โอเคဆက်ဖက်မယ်ဆိုတဲ့အခါကအဲ့ဒါပြီးရအောင်ယူဘင်ကျော်ကိုမအတဲ့ယူဘင်ကျော်ကိုလည်းရှိတယ်ဒါကြောင့်တဲကားမျိုးဒါစုခုတို့ကဒက်ကြီးမှာဆိုတော့စာပို့လို့ရတယ်စာထုတ်လို့ရတယ်ပြောချင်တာအဲ့တော့ယူဘင်ကျော်ကိုစာရိုက်ရှိတယ်ဆိုတော့စာကိုအပို့ထုတ်လို့ရတယ်ပေါ့နော်အဲ့လိုဆိုရင်私はဟာကားကြီးကိုလည်းပို့လို့ရမှာပေါ့ဟုတ်တယ်ပလားယူဘင်ကျော်ကိုရှိရဆိုတော့ကိုပို့တင်တဲ့ post ကလည်းပို့လို့ရတယ်မလို့နေရလည်းမဟုတ်တော့ဒါဆိုရင်လေးချန်တဲ့အောင်ဖတ်ကြည့်အောင်ခါရတာကိုအာရာခုလာခဏကိုစေးကြောမယ်ဆိုအဓိကရည်ချိုးမယ်ပေါ့ကွာအဲ့တော့ तू က overall မရှိဘူးပြောသွားတယ်လေဒါကြောင့်私တို့က正解は4番ですねはい簡単ですよねနော်အဲ့ဒါလေးစဉ်းစားမယ်ဆိုတော့私တို့အရင်မခက်ဘူးနော် okay ဒါဆိုရင်私တို့次行きます2番ကပါမယ်2番လေး okay 2番လေးကိုအရင်လိုပဲဘာလုပ်မလဲ私တို့ခဏလေး pause မယ် pause ပြီးတော့မှဘာလုပ်မလဲဆိုရင်မနေ့ကတော့စဉ်းစားကြည့်ပေးပါအောင်ပြီးတဲ့အခါမှာ私အဖြစ်နဲ့ပြန်တိုက်ပေးပါနော်はい見ますかはい。私、そういうさばめの。27里。どうしてmaybeどうしてじゃあ、気分は人気があるのですかのじゃあ、気分が人気がある。လူကြိုက်များရတာလေနော်ဒီစာကြောင်းလေးမှာဒီမေးခွန်းလေးမှာ私ရလေမှတ်ချင်တဲ့စကားလုံး keyword လေးရှိတယ်။ဘာလေးလဲ気分နော်どうしてဆိုတာကကျတော့ question word ပြီးတော့ဘာကြောင့်ဆိုပြီးတော့ why ဆိုပြီးမိသွားလေးပါအဲ့တော့私はဘာဖြစ်တော့ကြောင့်ပါဆိုပြီးတော့ပြန်ဖြေပေးရမယ်ဟုတ်တယ်နော်အဲ့တော့ ninki ga aru ဆိုတဲ့ဟာလေးအဲ့တော့私ဒီမေးခွန်းကိုဖတ်လိုက်တဲ့အချိန်မှာkeyword ရေ ninki ga aru ဆိုတော့ keyword နှလုံးကို私ခေါင်းထဲမှာထည့်ထားပါမယ်စာဖတ်ဖက်ရင်အဲ့ဒါကိုတွေးပြီးတော့ဖတ်ပါမယ်နော် okay 日本人はよくバンドを食べます自分の料理がနော်じゃがなお弁当စားပါတယ်お弁当ဆိုတာထမင်းမှုပြနော်お母さんの作ったဒါလေးက作りますからပါပြုလုပ်ပြီး作った弁当も食べるしコンビニの弁当も食べますအမေလုပ်တယ်ပေါ့နော်弁当ထမင်းဘူးလဲစားတယ်လို့コンビニの弁当も食べますコンビニမှာဝယ်ပြီးတော့လဲထမင်းဘူးစားရဲတဲ့一番人気なのは对だ私ခေါင်းထဲမှာမှတ်ခဲ့တယ်လေ人気ဆိုတဲ့စလုံးလေးကလည်းတွေ့ပါတယ်ပြီးတဲ့အခါမှာkey band ဆိုတာလည်းတွေ့ပါပြီပေါ့ဒါရှိကုန်းကတော့မိကုန်းလေးဖိုင်နဲ့မှတ်ခဲ့တာလေးလေအဲ့တော့一番人気なのはkey band ですပြောသွားပြီဒါလေးကအကြောင်းအရာဘာဖြစ်တော့ကြောင့်ကမလာသေးဘူးဒါပေမဲ့သူနဲ့နီးစပ်လာပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါရှိစကားလုံးလေးတွေ့ပြီဆို okay Ekiban to you know what Ekiban ဆိုတာကြောင့်လားသူ to you know what ဆိုတာလေးကကျတော့ Ekiban လို့ဆိုတာက Ekiban ဆိုတာကဆိုရှင်းပြတာအဲ့တော့ Ekiban ကဘာလဲလို့မေးခွန်းမေးရမို့အမမေးခွန်းမှာပေါ့နော် Ekiban は何ですか Ekiban はどういうものですかဒီလိုမျိုးမေးရဆိုတာရှိတော့ဒီနောက်ကထားတာအဖြေဖြစ်မှာပေါ့ဒါပေမဲ့ तू ကဘာကြောင့် link ဖြစ်တာလဲမေးတာဒီစာကြောင်းက Ekiban ဆိုတာကဆိုပြီးတို့တွေက Ekiban ကို color line ဖြစ်နေလို့ तू ကရှင်းပြတာပေါ့အဲ့တော့အဓိကအဖြေတော့မဟုတ်သေးဘူးပေါ့နော်အကျဉ်းမြင့်မဲ့ဖက်မယ်နော်ある町の駅やその町を通る電車の中で売っている弁当のことですってအဲ့တော့ある町ဆိုတာဒီမျိုးတစ်မျိုးပေါ့ကွာမျိုးတစ်မျိုးနော်ဥမာある日とလူတရားရောက်ပေါ့နော်ရပါလို့ရှိရင်ある日တနေ့နေ့အဲ့လိုပြောချင်တာအဲ့တော့ある町の駅やဆိုမျိုးတစ်မျိုးရဲ့ဘူတာလို့ရှိရင်その町ကိုအဲ့ဒီမျိုးကိုတိုးရူတန်းရှာဆိုဖြတ်သွားရထားရဲ့နောက်ကတဲ့အထဲမှာပေါ့နော်ဥတေးရောင်းတဲ့ဘန်ဒိုနော့ကိုတိုတက်ဖြစ်ပါတယ်နော်အဲ့တော့တိုယူနော်ဝါလေးပါပြီဆိုရင်နောက်မှာနော့ကိုတိုတက်လေးလိုက်တယ်ပေါ့နော်ရှင်းပြတဲ့အကြောင်းရပေါ့အင်္ဂလိပ်ကိုပေါ့နော်စစမေးစုအာဝါစုလို့ပြအောင်နော်ဒီဘယ်လေးကိုရှင်းပြအဲ့တော့ခိဘန်ဝါနန်ဒက်စ်ကခိဘန်ဝါဒူယူမိုနိုဒက်စ်ကဆိုတော့ဒါရှိဒီလေကောင်ကစာသားမျိုးဖြေပြရမှာပေါ့နော်ဒီမှာတော့ဘာကြောင့်နင်းခိဖြစ်တာလဲဆိုတော့ကြောင့်ဒီဖြေလေးကမဟုတ်သေးဘူးလို့ထင်ပါတယ်ဒါဆိုရင်ဆက်ဖတ်ရအောင်ခိဘန်ကコンビニの弁当と違うのは、駅弁があれ、コンビニမှာရှိတဲ့ဘန်တို့နဲ့ခြေကားကိုဖြစ်တယ်ဆိုတော့ကွဲပြားတယ်မတူဘူးပေါ့နော်မတူကွဲပြားတာကဆိုနိုမချီနိုယူမိန်နာလျိုရီကဟိုက်တေးရခုတ်တော့နော်ဒီမျိုးရဲ့နာမည်ကြီးတဲ့အိန္ဒိယတွေ
ပါဝင်နေလို့ဘယ်ထဲမှာလဲဆိုအဲ့ဒီဘန်ဒိုလေးထဲမှာပေါ့နော်ဘန်ဒိုလေးထဲမှာအဲ့ဒီမျိုးရဲ့နာမည်ကြီးရဲ့ဟင်းတွေပါနေတယ်ဆိုတဲ့တစ်ချက်ရဲ့တို့ဘန်ဒိုの箱ဘန်ဒိုရဲ့箱ဆိုတာဒီ私をထမင်းဘူးလေးပဲထားအဲ့ဒါလေးရဲ့ဘူးလေးကとてもဘာဖြစ်လဲ面白い形をしていることတဲ့အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပုံစံလေးပေါ့ဥပမာကပုံမှန်တိုင်းကွန်ပဏီမှာရောက်တာက4000နေအဝိုင်းနေဖြစ်နေမို့သူကလို့မဟုတ်ဘူးတင်မလားဟိုမှာချွန်းချွန်းလေးတို့ဘဲပုံလေးတို့ဆိုတော့လှလှလေးပေါ့နော်ဒီဇိုင်းလှလှလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေတဲ့အချက်နှစ်ချက်ဖြစ်ပါတယ်တဲ့အဲ့ဒါဘာဖြစ်တာလဲခုနကကွန်ပဏီနဲ့ကွန်ပဏီမှာရှိတဲ့ဘန်းတို့တွေနဲ့ကွဲပြားတဲ့အချက်အဲ့နှစ်ချက်ဖြစ်ပါတယ်ပြောသွားပြီနော်အဲ့တော့မိုချီတုံနဲ့တေချာပေါက်တဲ့နေရန်ဝဆိုတဲ့ဟိုတို့ဆိုတဲ့ဟိုတို့ဆိုတာလေးကဒီဆိုတဲ့ဆိုတာလေးကဘာကိုပြောရလဲဆိုတော့ဒါရှိရှေ့ရအောင်မျိုးနဲ့ဆိုတော့အဲ့ဒါလောက်လို့ပြောနေဆိုတော့ဒါရှိအပေါ်မှာရှင်းခဲ့တာကကွန်ပဏီနဲ့ရှင်းခဲ့တာမလို့ပြောချင်တာလေးကတကယ်ဟိုပေါ့နော်တေချာပေါက်ကိုဈေးနှုန်းကကွန်ပဏီလောက်တော့ရာစုခုအာရီမဆန်ဈေးမချိုဘူးတဲ့အဲ့တော့ပြောချင်တာကဘာလေးလဲဆိုတော့駅弁の値段はコンビニの値段ほど安くないလို့ပြောချင်တာနော်အဲ့တော့ကွန်ပဏီလောက်တော့ဈေးမချိုဘူးကားပေါင်းလေးပြီဆိုတော့ပေမဲ့ဖြစ်သွားတာပေါ့ဈေးမချိုပေမဲ့ဒါဆိုရှင်ဈေးကြီးတာပေါ့နော်ဈေးမချိုပေမဲ့ဆိုတော့မချီတဲ့ရှိကခါရဲမဆန်အဲ့ဒီမျိုးကလွဲပြီးတော့မဝယ်နိုင်ပါဘူးတဲ့နော်တေချာပေါက်တော့ဈေးမချိုပေမဲ့အဲ့ဒီမျိုးကလွဲပြီးမဝယ်နိုင်ဘူးတဲ့ဒါလေးကသူ့ရဲ့ထူးခြားချက်လေးဖြစ်တာပေါ့နော်အဲ့ဒီမျိုးကလွဲပြီးတော့မဝယ်နိုင်ပါဘူးလို့ပြောသွားတယ်ဟုတ်ပြီဒါဆိုတော့အကြောင်းအရာလေးကိုအဖြစ်မျိုးတွေမှာတစ်ချက်ပြန်ပြီးတော့ကိုကောင်းလေးတွေကိုအကြောင်းအရာလေးတွင်းလိုက်ကြမယ်ပြောချင်တာကအခီဘန်အကြောင်းကိုပြောသွားတာအခီဘန်ဆိုတာကအဲ့ဒီမျိုးမှာရောင်းနေပြီးအဲ့မျိုးဖြစ်သွားတဲ့ဘူတာထဲမှာရောင်းတဲ့ဘန်ဒိုလေးဖြစ်တယ်နော်အဲ့မျိုးရဲ့ဘူတာတို့အဲ့မျိုးဖြစ်သွားတဲ့ထားထဲမှာရောင်းနေဆိုတဲ့ဘန်ဒိုလေးဖြစ်တယ်ပြီးတော့အခီဘန်နဲ့ကွန်မီနီကဘန်ဒိုတွေကကွာတာကကြတော့ခုနပြောတဲ့ဟာကူလေးကွာတယ်ပြီးတော့နာမည်ကြီးတဲ့ဟင်းမြားတွေထည့်ထားပါနေတာပေါ့နော်အဲ့ဒါလေးကွာတယ်နှစ်ချက်ရှိရပေါ့နော်အဲ့တော့တေချာဘောက်ကိုကွန်ပဏီကဟာနဲ့ရှင်းမယ်ဆိုရင်တော့ဒါရှိလို့ဈေးနှုန်းကတော့တိတ်ပြီးတော့မချိုးဘူးဈေးကြီးအောင်ကြီးနိုင်ရဲ့ဈေးကြီးတယ်တို့ပေမဲ့ပေါ့နော်ကာခံလိုက်တော့ဒဲမိုရှိကရှိတဲ့အတူတူပဲလေဈေးမချိုးဘူးဆိုပေမဲ့အဲ့ဒီမျိုးကလွယ်ပြီးမရနိုင်ဘူးဒါလေးကသူ့ရဲ့အားသာချက်လေးပေါ့နော်အဲဆိုရင်အားဒါရှိလို့အဖြေကိုတွက်ကြည့်အောင်1番バンドの箱がコンビニのバンドの箱と同じだからဘန်ဒိုရဲ့ဟာကိုဆိုဒီဘန်ဒိုလေးကကြတော့私ပြောအခုပြောလိုက်တဲ့အခီဘန်ပေါ့ကွာအခီဘန်ဟာကိုကတဲ့နော်ကွန်ဘီနီမှာရှိတဲ့ဟာကိုနေတဲ့ဘာဖြစ်လဲ site တူတူဖြစ်လို့ပြောသွားတယ်သူပြောသွားတာကလေဟာကိုလေးက omoshiroi katachi ဖြစ်တယ်လို့ပြောသွားတာ onachi size လို့ပြောသွားတာမဟုတ်ဘူးဒါကြောင့်一番私がပယ်ပါမယ်နော်သူပြောတဲ့အကြောင်းညာမပါနေပါဘူးနိဗ္ဗာန်お母さんの作ったバンドのようだからအမေလုပ်တဲ့ဘန်ဒိုနဲ့ပုံတူလို့တဲ့အမေလုပ်တဲ့ဘန်ဒိုအတိုင်းပဲမလို့တဲ့သူကအမေဆိုတဲ့အခါဆန်စုံမျိုးတွေ့ခဲ့တယ်ဒါပေမဲ့私အဲ့ဒါကလေအခုတို့တွေအခီဘန်ဆိုတဲ့အောက်ပိုင်းနေအောင်လုံးဝမသက်ဆိုင်ဘူးအပေါ်ဆုံးမှာဘန်ဒိုကိုတော့ဂျပန်လူမျိုးရဲ့စားကြတယ်အမေတွေပြုလုပ်တဲ့ဘန်ဒိုလည်းစားတယ်လို့ကွန်မြူနီမှာလည်းဝယ်စားရလို့ပြောတာဒါရှိကိုအခီဘန်အကြောင်းရဲ့အောက်ဘက်မှာလုံးဝအခါဆန်ကစုကုတဆိုတာဟာကြီးမပါတော့ဘူးသူတို့ဒါကြီးကမသက်ဆိုင်ပါဘူးဆက်မယ်料理が美味しくてဟင်းနေရာတွေကအရသာရှိပြီးတော့နေရန်ကရာဆွေနေရန်ကရာဆွေအချက်ပါပါတယ်ကြည့်ပါဦးဆိုရဲဟိုတို့ရာစုခုအာရီမဆန်လို့ပြောတာတယ်ကွန်ဘီနီနောဘန်ဒိုဟိုတို့ရာစုခုအာရီမဆန်လို့ပြောတာတဲ့ကြောင့်မလို့တာကားကြီးဖြစ်တာလေဒါကြောင့်သူကဈေးချိုတယ်ဆိုပြောတဲ့ဟာလေးဆိုရင်ခြေကိုင်းမတ်ねဒါဆိုရင်တော့4番だけ残りますね4番を読みましょうその町だけで買えるバンドだからဟုတ်တာပေါ့ဒီမျိုးတစ်ခုတည်းမှာပဲဝယ်လို့ရတယ်ဆိုတာနောက်ဆုံးမှပါသွားရဲ့လေဒီမျိုးကလွယ်ပြီးဝယ်လို့မရဘူးဆိုတော့ဒီမျိုးတစ်ခုတည်းပဲဝယ်လို့ရတယ်ねတူနေရလေဒါကြောင့်答えは4番ですねはい今ဖြစ်သွားတာပါはいいかがでしょうか大丈夫ですよねはいじゃあနော်โอเคဒါဆိုရင်ဒီနေ့動画လေးမှာ私တို့1番လေးနဲ့2番လေးနဲ့ပြီးတော့ပါပြီเนาะအဲ့တော့私をコメントတခုခုသိချင်တာမေးချင်တာわからないものがあれば聞きたいものがあれば私をいつでも聞いてくださいね何でもいつでも聞いてくださいはいအကယ်၍များတခုခုလေးပေါ့နော်ဒီအခုရှင်းပြရတဲ့မတူညီပဲနဲ့တခြားသိချင်တာရှိတာမျိုး
နောက်တစ်ခုကကြတော့တခြားပေါ့နော်ထပ်ပြီးတော့လုပ်ပေးခြင်းတဲ့စာအုပ်မျိုးရှိရာမျိုးပြောခြင်းနဲ့ပေါ့နော်အကြံပေးခြင်းနဲ့ဆိုလို့ရှိရင်လည်း私お願いをやばれはい。じゃあお疲れ様でした。今日はここまでです。はい。また次の動画に会います。